보다 CD Hello guys, Kiyo Shibai and welcome to my channel. ဒီဗီဒီယိုလေးကတော့ Kiyo ရဲ့ vlogging journey ရဲ့အစပဲဖြစ်ပါတယ်ခင်ဗျာအရင်ကလည်း Kiyo vlogs တွေလုပ်ခဲ့ပူတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ Kiyo စကားများများပို့ပြောတဲ့ vlogs လေးတွေ activities များများပို့ပြီးပြပေးတဲ့ vlogs လေးတွေလုပ်မှာဖြစ်ပါတယ်ဆိုတော့ Kiyo ရဲ့ YouTube channel အတွက် focus ဖြစ်တာမို့လို့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာလက်ရှိမှာ Kiyo က artist/singer songwriter freelancer ပေါ့နော်ပြီးလို့ရှိရင်teacher ဆိုလည်းဟုတ်တယ် student ဆိုလည်းဟုတ်တယ်So it means I have a lot of things to vlog. အားကြောင့်မလို့ Kiyo က daily vlogs လေးတွေအများကြီးတင်ပေးသွားမှာဖြစ်ပါတယ်။ Kiyo ရဲ့ daily vlogs တွေသိချင်တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ပေးပါဦး YouTube channel လေးကိုလည်း subscribe လုပ်ထားပါအောင်ခင်ဗျာ။ဆိုတော့ဒီနေ့ရောဘာလို့မလဲဘယ်လိုသွားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးခင်ဗျာ။ So let's go. ခေါ်ရ Kiyo တင်နန်းသွားမှာဖြစ်ပါတယ်။တင်နန်းကအိမ်နားမှာပဲပေါ့နော်။အရင်လည်းမွေးပါဘူး။တင်နန်းရောက်လို့ရှိရင်လည်းမိတ်ဆက်ပေးမယ်တရားရှိပါတယ်။ဘာတင်နန်းလဲဆိုတော့ Kiyo ကိုရီးယားတင်နန်းတက်နေရပါအရင်ကကိုရီးယားစာအုပ်တေချာလေးလာဖြစ်ခဲ့ဘူးပေါ့နော်တေချာလေးတင်လိုက်မယ်ဆိုပြီးကိုရီးယားတင်နန်းတက်ဖြစ်နေပါတယ်ဆိုတော့ဒီလိုတင်နန်းကိုလည်းပြောပါခင်ဗျာလေးကတော့ကားတွေလာလို့မရတဲ့အလန်းလေးဖြစ်ပါတယ်ကျွန်တော်တို့ချင်းဒီဘက်အပေါက်ကနေဝင်ရတာပါဒီဘက်တကားတော့မပွင့်ပါဘူးရှာတီဥတုကတော့အရန်ကိုတာရနေပါတယ်ခင်ဗျာရှာတီဥတုတာရတဲ့နေ့လေးမှာဘာလေးဆိုင်ကောင်းဒီနေ့တင်ပေးမယ့်ဆီယာမာတော့ရှုပ်တရတငယ်ချင်းကနေပြီးတော့မှဆီယာမာဖြစ်သွားတာပါ과거에 대해 이야기하기 때이자고ပြန်ပြောကြမယ် 표자매 ဝန်နေရတော့ပေါ့ 지가 하나 배우는 이 사람들이 어디에서 만나서요ဒီလူတွေမှာတွေ့ကြ 꽤캐라 အမတွေ့만났어요 아 라비 verb do 오케이 어서유가 성이 아서요 해내서 이제 했어요 와우 진짜로 말 와요 나 아주 나 룰루 တက်နေတယ်ငါပါရမီပါလာပြီ 자연스럽지 않은 뭘 했어요? 나 뭐 했어요? 뭘 했어요? 야, 뭘 했어요? 뭘 했어요? 뭘 했어요? 알고 있는 봐봐. 이제 동작 동작 activities. 알고 있는 어휘를 맞는 표를 하고 그 뜻은 말을 보세요. 보다 CD. 오케이. 보다 미엔리 보다 CD. 오케이. 자위. 오케이. 투이 씨는 어제 책을 읽었어요. 투이가 뭐야? 싸우 패케나. 패케나? 시엔 씨는 패케 말을 뭐라고 하시면 봐. 시엔 씨는 음악을 들었어요. 시엔아 친한 형이래. 야스. 영화를 보다 커피를 마시다, 책을 읽다, 친구를 만나다. 어제 뭐 했어요? 그래. 너 유신진이야서 영화를 봤어요. 봤어요. 책을 읽었어요. 읽었어요. 쩌리짱 할렐루야.
ဆရာမလေးပြောမှာလေ 什么啦啦的？ အလားဆက်ရှင်မမလေးကအရန်တော်လို့တနိုင်ရဲ့နဲ့တငယ်ဆိုင်ကိုပြီးတော့ပါပြီ 那个看比嘛。 လက်မခံပြီးပါတယ်ရှမ်းတော်ပါတယ် 什么做错的事啦？我们土狗家。太厉害了，土狗家。 အတိရနဲ့တကူချာ 호주 사람. ဟိုဂျူအေးဒီဗီဟာငါအဲ့ 我这边来个路个呢，哎。 ဒီကအလောက်ကပါလေ 是呀嘛。 ဆီယမဆောင်သေးနီမ်ဆောင်စိန်နီမ် Company employee. ကုမ္ပဏီဝန်ထမ်းဟိုဟာတူရှိတာအပေါ့တမေမွေးဟွဲစာဝန်ဟာone one နဲ့တူပဲ One. one ဟွဲစာဝန်တီဗီဟွဲစာဝန်ဆရာဝန်ဦစာဘယ်တဲ့ရေးတိုင်းရဟိုတူစောကွန်ဒီစာပြောလေကျန်ချဒမိုလာ ပြီးတော့ဆိုရဝင်ကြမ်း ဆိုရဝန်နာဟာငါအဲ့မစလိုက်အောင် အေး ကို ခုံ မူဝန်အဲ့ဒါငါဘာလို့စာကြက်ရတာအရင်လိုနေရလဲ မေဟုတ်တယ်မကြက် မကြက်တာတော့ခုံမူဝန်โอเคရ တော်တော်ခက်တယ်ချော ချောရပြီ စီ အော်ရှိရပြီ ဤတော့ ဤရမရပြီ ဤစီကီ ဤစကီလည်းရပြီတင်နာတော့ပြီးတော့ပါပြီခဏလေးက private class ကိုတောင်းမှဖြစ်ပါတယ်ကိုကတော့အတန်းပြီးတော့ပါပြီကျွန်တော်ဘိုက်စာလို့တခုရင်တော့စလိုက်ပါအောင်မယ်ကတင်နေတော့ဖို့တနားရီလို့ပါသေးတယ်ခင်ဗျာဒီနေ့တော့ကြာစံစီချက်လေးမှာထားပါတယ်ခင်ဗျာ my favorite Thousand years later. ကတည်းကပြီးတော့ပါပြီဒါဆိုကျွန်တော်ခုအိမ်ပြန်လိုက်ပါအောင်မယ်အိမ်ပြန်ဖြစ်မလားကော်ဖီဆိုင်တော့ဖြစ်မလားတော့မသိပါဘူးအဲ့တော့လိုက်ကြည့်ပေးပါဦးခင်ဗျာ See ya